ဆက်ရှောက်နေရမှာပဲဆိုတဲ့အကောင်းစဉ်နဲ့ပြောပါမယ်ဘဝဆိုတာကစပြီးဆုံးတဲ့ဒီလျှောက်ဖို့လျှောက်ရမှာဆိုတော့အစဉ်ပြေလဲဆက်သွားမှာပဲအစဉ်မပြေလဲဆက်သွားမှာပဲကိုညင်းနေလို့လဲဘာမှအကျိုးထူးလာတာမရှိဘူးငိုနေလို့လဲဘာမှရလက်ကောင်းတွေပြန်ထွက်လာတာမဟုတ်တဲ့အတွက်ကြောင့်ကိုဘဝရဲ့ဆက်ရှောက်ရမယ့်လမ်းကိုအုတ်တစ်ချက်သေးတဲ့ပွင့်ဘလို့မှအကျိုးမပြုနိုင်တဲ့အရာမျိုးတွေနဲ့အချိန်ကုန်လုံးမဖြစ်ဘူးဆိုတာတွေ့လိမ့်မယ်ခံစားရမယ်ဆုံးရှုံးလိမ့်မယ်ကိုယ်ကွင်းရမယ်ဆိုတဲ့အရာတွေကဒါလူတိုင်းတနေ့မဟုတ်တနေ့ကြုံကြတယ်နေမြင်ညပြောက်ချက်ချင်းပြောင်းလဲသွားနိုင်တဲ့နေရာမှာကြီးရဲ့အပေါ်မှာနေကြတာပြောင်းလဲမှုတွေတအားမြန်တယ်ထင်မထားတဲ့အချိန်မှာထင်မထားတာတွေဖြစ်သွားနိုင်တယ်ဘယ်အရာကိုမှထာဝရလို့သတ်မှတ်ထားလို့ရတဲ့အရာတွေမဟုတ်မနက်ကစိတ်ချမ်းသာနေပေမဲ့ညနေမှာစိတ်ဆင်းရဲမယ်မနက်ကငိုနေပေမဲ့ညနေမှာပြောရင်ပြောမယ်မနေ့ကချစ်တယ်ပြောပြီးတော့ဒီနေ့ကိုထားရင်ထားသွားမယ်မနက်ကတည်းကသစ္စာရှိပါတယ်ပြောပြီးညနေတင်ဖောက်ပြန်သွားရင်ဖောက်ပြန်သွားမယ်ဒါတွေကိုတယောက်တည်းကြုံရတာမဟုတ်ဘူးလူတော်တော်များများကြုံရတယ်လူများစွာနဲ့ဆက်ဆံတာဆိုတဲ့အခါကျတော့အဲဒီလူများစွာတွေကိုခံစားသလိုလိုက်ခံစားကြတာမဟုတ်ဘူးဆိုတာအမှန်တရားပဲအဲ့တော့ကိုယ့်အတွက်ကကောင်းတာနဲ့ဆိုးတာနဲ့ဆိုကောင်းတာကြီးပဲကြုံရမှာတော့မဟုတ်ဘူးညှော်လင့်ထားသလိုဖြစ်လာဖို့ဆိုတာလေသူလည်းပဲအိမ်မက်ထက်လမ်းလျှောက်နေရတယ်လို့ပဲဒီတော့ကိုဘဝကဘလို့ဖြစ်နေဘာနဲ့ကြုံနေဆက်လျှောက်ရမှာပဲအဲ့တော့ဆက်တာလျှောက်ညင်းနေလို့လည်းမရအောင်စိတ်ခံစားရဲဆိုရလဲဆက်လျှောက်ရမှာပဲထမင်းစားဖို့ဆက်လုပ်နေရမှာပဲအသက်ရှင်ဖို့ဆက်ပြီးတော့ရက်တည်နေရမှာပဲအဲ့တော့လူတိုင်းမှာဒါတူညီသောဆန္ဒပဲသူအသက်ဆက်ရှင်ဖို့လိုတယ်သူဆက်ပြီးတော့ရက်တည်နိုင်ဖို့လိုတယ်အဲ့တော့အခြေအနေကြီးကိုထိုင်ပြီးတော့စိတ်တက်တွေထိုင်ကြနေလို့လည်းဘာမှဖြစ်မသွားဘူးဘာမှကိုပြောင်းလဲမသွားတာဘေးကလူတွေအပြစ်တွေလိုက်တင်နေလို့လည်းဘာမှပြောင်းလဲမသွားဘူးကိုကဆက်ကိုရှောက်ရမှာကိုဆက်မရှောက်ရင်ကိုဘယ်သူမှတွဲထူမဲ့သူလည်းမရှိဘူးတွဲထူမဲ့သူဆိုတာရလာခဲ့သည်ရှိတော့လဲထာဝရအစဉ်ပြေနေကိုဆိုတာလည်းသိအစဉ်မပြေကြအောင်ဒါဒီအတိုင်းပါပဲသူကလည်းသူ့အတ္တနဲ့သူကိုကလည်းကိုယ်အတ္တနဲ့ကိုသူကလည်းသူ့ရည်မှန်းချက်နဲ့သူကိုကလည်းကိုယ်ရည်မှန်းချက်နဲ့ကိုမိသားစုတစုတည်းမှာတော့မှာပဲညှိယူလို့သိမရတာတွေအများကြီးတွေ့ရတယ်။သားရည်ရွယ်ချက်တစ်မျိုးသမီးရရည်ရွယ်ချက်တစ်မျိုးနောက်ဆုံးမိဘတွေပဲကြံခဲ့ကြတယ်။ဒါမျိုးတွေအများကြီး။အဲ့တော့ကြံခဲ့တယ်ဆိုတဲ့အရာတွေကိုစဉ်းစားကြည့်လိုက်ပေါ့ကိုတယောက်တည်းကိစ္စကိုပဲကွက်ပြီးတော့မစဉ်းစားလိုက်နဲ့ပတ်ဝန်းကျင်ကိုလှည့်ပြီးကြည့်လိုက်မယ်ဆိုရင်တော်တော်ခံစားနေကြရတဲ့သူတွေကြီးပဲ။တော်တော်အကြက်တဲရိုက်နေကြတဲ့သူတွေကြီးပဲ။ဒါပေမဲ့သူတို့ဆက်လျှောက်နေတာပဲ။ဆက်ရှောက်နေကြတာပဲတကယ်အမိုက်ကောက်နေတဲ့သူတွေလည်းအမိုက်ကောက်တဲ့ဘဝနဲ့ဆက်ရှောက်နေကြတာပဲပန်းရောင်းတဲ့သူကလည်းပန်းရောင်းရင်းနဲ့ဆက်ရှောက်နေကြတာပဲတကယ်ကိုအနိုင်ဆုံးသမားတွေပါဆက်ရှောက်နေတာပဲအဲ့တော့ကိုယ်ဆက်ရှောက်ဖို့လိုတယ်လေဒီတော့ဘာကိုမှလည်းလိုက်ပြီးတော့ညီးမနေနဲ့ပဲကိုယ့်ဘဝအတွက်အတိတ်ပဲမရှိတဲ့အရာတွေနဲ့လည်းအချိန်မကုန်စေနဲ့အသက်ရှင်တော့ကာလကလေးဒီနေ့ရှင်နေပေမဲ့မနေ့ပြန်လည်းသိရင်သိသွားနိုင်တယ်အခုအကြောင်းအမျိုးရှိနေတဲ့သိဖို့ရာအတွက်ဒီလိုဆိုတော့ဘာကိုစုပ်ကင်ထားမှလဲဒီနေ့မှာကိုကပြုံးတော့ပျော်တော့မော်တော့ပဲရှိသေးတယ်မနေ့ပြန်သိရင်သိသွားနိုင်တာ哦အဲ့တော့ဒီလိုမျိုးဖြစ်နေတော့ဒီနေ့အကောင်းဆုံးရှင်သန်မယ်ကိုဆက်လျှောက်ချင်သေးတယ်ပေါ့ကိုယ့်အတွက်အလားလာရှိသေးတယ်ဆက်လျှောက်ဖို့အတွက်အလားလာရှိသေးတယ်မျောလင်းချက်တော့ထားကြတာပဲကိုကဆက်လျှောက်ရမှာပဲသွားရမှာပဲဆိုတော့ဒီနေ့အကောင်းဆုံးလုပ်ဒီနေ့လူတွေနဲ့အကောင်းဆုံးဆက်ဆံဒီနေ့ကိုအပြုံးနိုင်ဆုံးအနေထားနဲ့တာပြုံးကိုမဲ့သွားရင်ကိုဘေးကလူကလည်းလိုက်မဲ့တတ်တယ်အဲ့တော့ကိုပြုံးထားမှရမှာဘလောက်ခံရဘုန်းကြီးတို့ဆိုဘလောက်ခံရပြုံးနေရတာပဲမခံရဘူးဆိုတာမရှိဘူးလူတိုင်းဒီတနည်းတစ်ဖုံနဲ့တနေရာမှာတော့နင့်နာတာတွေကိုကြုံကြတဲ့သူတွေကြီးပဲအဲ့ဒီခါမှာမဲ့နေလို့မရအောင်မဲ့နေလက်တိတ်တယ်ငိုနေလက်တိတ်တယ်ကြာငိုပါများတော့ရှောင်သွားကြတာပဲကြာမဲပါများတော့လည်းရှောင်သွားကြတာကြာညီးပါများတော့လည်းရှောင်သွားကြတာပဲဒါပဲတွေ့ရမှာအဲ့တော့ဆက်သားရှောက်ရတယ်
ကိုဘဝဒီတိုင်းရက်နေလို့မဖြစ်ဘူးမတည်မြဲသောလောကကြီးရဲ့ကြားထဲမှာကိုအကုသိုလ်တွေနဲ့အချိန်ကုန်နေလို့လည်းမဖြစ်ဘူးကိုရဲ့ရည်မှန်းချက်ပန်းနိုင်စီကိုလည်းရောက်ချင်ရောက်မရောက်ချင်နေရှောက်တာတော့ရှောက်နေမှာပဲကံကြမ္မာပြောလို့မရဘူးဆိုတော့ရောက်မရောက်ရက်နေလို့မဖြစ်ဘူးဆက်ရှောက်မသေးရသေးဘူးဆိုလို့ရှိရင်ကိုပတ်ဝန်းကျင်ကောင်းစားဖို့အတွက်ဖြစ်မယ်ကိုနဲ့ကိုမိသားစုကောင်းစားဖို့အတွက်ဖြစ်မယ်နောက်ပြီးကိုအတွက်ကုသိုလ်ရိတ်ခါတို့ကိုစုနိုင်မယ်အဲ့တော့စက်တာသွားကုသိုလ်စိတ်နဲ့သွားအကုသိုလ်စိတ်ဘယ်တော့မှမဝင်စေနဲ့စိတ်ကိုဖြောင်းမြောင်ထားချင်းမြွေးတင်နိုင်တယ်ဆိုတော့ကိစ္စကြီးရရှိနေတယ်အဲ့တော့ကိုယ်စိတ်ကိုဖြောင်းဒါဒီနေ့အသက်ရှင်နေသေးတာကိုယ့်အတွက်ဒါကြီးမားသောရလဒ်ပဲကျန်တဲ့သူတွေဒီနေ့သိနေကြတယ်ကိုဒီနေ့အသက်ရှင်နေသေးတယ်ဆိုတော့ကိုယ့်အတွက်ကြီးမားသောဆုလတ်ပဲအနှစ်ရှိတာလို့အတိတ်ပဲရှိတာလို့ကိုယ်နဲ့ရောကိုယ်ပတ်ဝန်းကျင်အတွက်ကောအတိတ်ပဲရှိမဲ့ဟာလို့ငြိမ်းချမ်းမဲ့အရာတွေစူးစမ်းပြီးတော့လို့ကိုယ်တိုင်လည်းငြိမ်းချမ်းအောင်စူးစမ်းဒါဆိုလို့ရှိရင်ကိုဒီလူဘဝကိုလာရတာအရာတော်တယ်တရားနှလုံးသွင်းတရားကိန်းအောင်စူးစမ်းတမတ်ကြတဲ့သူတယောက်အနေနဲ့ဘဝတစ်ခုကိုရက်တည်သွားအဲ့တော့အခုပြစ္ဆုတ်ပံဘဝကိုတမလွန်ဘဝမှာရောနောက်သားရစရာဘာမှမရှိအောင်နေထိုင်ပြီးတော့ညီးမနေနဲ့ကိုယ်တည်းနေတဲ့သူတွေကိုပြန်ကြည့်လိုက်သွားမှသာသွားရှောက်မှသာရှောက်ဇွဲတင်ပြီးတော့ဒါထယုတ်ထရှောက်ဒီတိုင်းသွားနေရတာဘုန်းကြီးလည်းဒီတိုင်းသွားနေတယ်အဲ့တော့ကဘာသူကဘာသားပေါင်းဘလောက်ဒုက္ခတွေပဲကြုံလက်ရှိကိုအသက်ရှင်နေသေးတာကိုပဲတန်ဖိုးထားပြီးတော့အကောင်းဆုံးတွေလုပ်နိုင်တာဘဝမှာနေပြောတဲ့ဘဝတွေရနိုင်ကြပါစေလို့ဆုတောင်းပေးတယ်အားလုံးအေးကြပါစေ